ဟွာမင်္ဂလေးအထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ကျောင်းသူလေးလင်းဝှေ့ကျွန်းလင်းဟွေကျွန်းဟာကျောင်းကကျောင်းအုပ်ကြီးရဲ့သမီးအန်ဂျီဦးဆောင်တဲ့အနိုင်ကျင့်သူအဖွဲ့ရဲ့ရက်ရက်ဆက်ဆက်နှိပ်စက်မှုကိုခံရပြီးကျောင်းအဆောက်အဦပေါ်ကနေပြုတ်ကျသေဆုံးသွားခဲ့တာကစပါတယ်။ကျောင်းအုပ်ကြီးဟာသူ့သမီးအဖြစ်ကင်းလွတ်ဖို့အတွက်ဒီကိစ္စကိုမတော်တဆမှုအဖြစ်ဖုံးကွယ်လိုက်ပြီးကျောင်းကဆရာဆရာမတွေကျောင်းသားတွေအားလုံးကလည်းအမှန်တရားကိုသိရနဲ့နှုတ်ဆက်နေခဲ့ကြပါတယ်။ဝှေ့ကျွန်းသေဆုံးပြီးနောက်မှာတော့သူမရဲ့အခင်းဆုံးတငယ်ချင်းစွန့်ကောင်မလေးရှောင်းထုံးဟာအနိုင်ကျင့်သူတွေရဲ့နောက်ထပ်သားကောင်ဖြစ်လာပါတယ်။သူမကိုကော်နဲ့နှက်ခမ်းတွေပိတ်တာနေရမှာကပ်ပြီးတိတ်နဲ့ပတ်ထားတာစတဲ့စိတ်မချမ်းမြေဖွယ်အနိုင်ကျင့်မှုတွေကိုရက်ရက်ဆက်ဆက်ပြုလုပ်ကြပါတယ်။ဒါကိုသူမရဲ့အမေလီဟန်ကမြင်ပေမဲ့ကျောင်းကနေအထုတ်မခံရဖို့နဲ့သမီးကိုဆက်ထားနိုင်ဖို့အတွက်ကျောင်းအုပ်ကြီးကိုပြန်မပြောဘဲတိတ်တိတ်ဆိတ်ဆိတ်ပဲမျက်ရည်ကျကာကွယ်ပေမဲ့မတရားမှုတွေဟာဒီတိုင်းပြီးမသွားခဲ့ပါဘူး။တရက်မှဒါတော့ရှောင်းထုံးကိုအနိုင်ကျင့်ခဲ့တဲ့မိန်းကလေး၃ယောက်ဟာမိုးသေးထန်စွာရွာနေတဲ့ညတညမှာလူသူမရှိတဲ့အဆောက်အဦပြက်တစ်ခုထဲမှာစုဝေးနေတော့မိုးကအင်ဂျီဝက်တူကြီးတစ်ချောင်းကင်ဆောင်ထားတဲ့လှုပ်ဝက်လူသက်သမားတစ်ယောက်ရဲ့ရက်ရက်ဆက်ဆက်ထုရိုက်တက်ဖြတ်ခြင်းကိုခံလိုက်ရပါတယ်။မကြခင်မှာပဲအနိုင်ကျင့်တဲ့အဖွဲ့ရဲ့ခေါင်းဆောင်ကျောင်းအုပ်ကြီးရဲ့သမီးအန်ဂျီပါထပ်မံပြီးပြန်ပေးဆွဲတက်ဖြတ်ခြင်းခံလိုက်ရပါတယ်။တေဆုံးသွားတဲ့မိန်းကလေးတွေရဲ့အလောင်းတွေကိုလည်းကျောင်းရဲ့ရေထဲလျှောက်တွေပိုက်လိုင်းတွေထဲမှာဝတ်ထားခဲ့တာကြောင့်ကျောင်းတွင်းမှာသွေးရောင်လွှမ်းတဲ့ထိတ်လန့်စရာကွင်းဆက်လူတက်မှုကြီးဖြစ်လာပါတော့တယ်။ဒီလူတက်မှုတွေကိုစုံစမ်းဖို့စုံထောက်ကြီးဒဏ်ရောက်ရှိလာတဲ့အခါမှာတော့တကျောင်းလုံးမှာရှိတဲ့လူတွေဟာတယောက်နဲ့တယောက်တန်တရားဝင်စရာအပြုမှုတွေရှိနေကြတာကိုတွေ့ရပါတယ်။ပထမဆုံးတန်တရားရှိသူကတော့သမီးဖြစ်သူဝှေ့ကျွန်းကိုဆုံးရှုံးလိုက်ရတဲ့အဖေလင်းဆိုင်မှုပါသူဟာကျောင်းရဲ့ပြုပြင်ထိန်းသိမ်းရေးသမားဖြစ်တာမို့ကျောင်းရဲ့လှုပ်ဝက်လမ်းကြောင်းတွေပိုက်လိုင်းတွေကိုအလွန်ကျွမ်းကျင်သူဖြစ်ပါတယ်သူသမီးကိုတေအောင်တွန်းပို့ခဲ့တဲ့ကျောင်းသူတွေကိုတူနဲ့လိုက်လံကလည်းစားချေတာဖြစ်နိုင်တယ်လို့ရဲတွေကယူဆခဲ့ပါတယ်ဒုတိယတန်တရားရှိသူကတော့အမေဖြစ်သူလီဟန်ပါလူတက်မှုဖြစ်ပွားတဲ့ညကသူမဟာမိုးကအင်ဂျီဝတ်ပြီးခြံထဲမှာအလုပ်လုပ်နေခဲ့တယ်လို့သမီးဖြစ်သူရှောင်းထုံကျောင်းကနေပျောက်ဆုံးသွားတဲ့အခါမှာရဲကိုအာမကိုပဲသမီးကိုကိုယ်တိုင်လိုက်လံရှာဖွေရင်းယူသွတ်မတက်ဖြစ်နေခဲ့တာပါဒါရင်မကသေးပါဘူးသူတို့သားအမိကိုအမြဲတမ်းဗီဒီယိုကင်မရာနဲ့ခိုးရိုက်ပြီးစောင့်ကြည့်နေတဲ့ဘေးအိမ်ကအဝလုံကောင်မလေးရဲ့သားဖြစ်သူဝူဝိုင်းဆိုတဲ့လူငယ်ကလည်းဒီအမှုရဲ့နောက်ွယ်ကလှုပ်ဝက်ချက်အတော်များများကိုသိနေပုံရပါတယ်စုံစမ်းစစ်ဆေးမှုတွေအရသိလာရတာကတော့အမေဖြစ်သူလီဟန်ဟာသမီးကိုအလွန်ချစ်တဲ့မိခင်တစ်ယောက်ဖြစ်ပေမဲ့နောက်ွယ်မှာတော့ပုံမှန်မဟုတ်တဲ့စိတ်တစားစိတ်ဒဏ်ရာတွေရှိနေပါတယ်သူမရဲ့လင်မသားရှောင်းထုံရဲ့ပထွေးဟာအတိတ်တုန်းကရှောင်းထုံကိုလိမ်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားခဲ့မှုပါတယ်အဲ့ဒီအချိန်ကရှောင်းထုံကပထွေးကိုခုခံရင်းတက်မိသွားခဲ့တာပါအမေဖြစ်သူလီဟန်ကသမီးအပြစ်မဖြစ်စေဖို့အလောင်းကိုဖျောက်ဖျက်ပေးခဲ့ပြီးသမီးဖြစ်သူစကားမပြောနိုင်တော့တာကလည်းအဲ့ဒီစိတ်ဒဏ်ရာကြောင့်ဖြစ်ပါတယ်လီဟန်ဟာသမီးကိုကာကွယ်ချင်းလွန်းလို့အိမ်မှာသမီးကိုတန်ကြိုးတွေနဲ့ပါတုံနှောင်ပြီးရက်ဆက်စွာချုပ်ချယ်ထားတတ်တဲ့အိမ်တွင်းအကြမ်းဖက်မှုရဲ့စိတ်တစအမှောင်မဲကိုလည်းကျူးလွန်ခဲ့သူဖြစ်နေပါတယ်ဒါဆိုတူကြီးနဲ့ရိုက်တက်ခဲ့တဲ့လူသက်သမားကဘယ်သူလဲဟုတ်ပါတယ်အဖေဖြစ်သူလင်းဆိုင်မှုပါပဲသူဟာသူ့သမီးအတွက်ကလဲစားချေဖို့ကျောင်းသူတွေကိုတတ်ခဲ့တာမှန်ပါတယ်ဒါပေမဲ့ပိုပြီးကြောက်စရာကောင်းတဲ့အမှတ်တရားကတော့သူ့သမီးဝှေ့ကျွန်းအဆောက်အဦပေါ်ကပြုတ်ကျတဲ့နေ့ကချက်ချင်းမတည်ခဲ့ပါဘူးအသက်ရှူနေပါသေးတယ်ဒါပေမဲ့အဲ့ဒီနေရာမှာရှိနေတဲ့စွန့်ကောင်မလေးရှောင်းထုံကကူညီဖို့နှုတ်ဆက်နေခဲ့ရုံတင်မကပဲကလဲစားချေမှုတန်တရားကြီးစတင်လာအောင်တွန်းအားပေးခဲ့တာဖြစ်ပါတယ်ဇလန်းအစုံမှာလင်းဆိုင်ဘူးကသမီးအတွက်ကလဲစားချေမှုပြီးဆုံးသွားချိန်မှာသူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်အမေဖြစ်သူလီဟန်လည်းဖမ်းဆီးခံလိုက်ရပါတယ်ဒါပေမဲ့နောက်ဆုံးဇက်ဝင်ခန်းမှာတော့အပြစ်မဲ့ဆုံးလို့ထင်ရတဲ့စကားမပြောနိုင်တဲ့ကျောင်းသူလေးရှောင်းထုံဟာလှောင်အိမ်ထဲကငှက်ကလေးတစ်ကောင်လွတ်မြောက်သွားသလိုမျိုးအရာအလုံးကိုနောက်ွယ်ကနေကျိုးကင်ပြီးလူသက်သမားလင်းဆိုင်ဘူးကိုအတုံးချကမိမိကိုအနိုင်ကျင့်တဲ့သူတွေရောမိမိကိုချုပ်ချယ်တဲ့အမေကိုပါတစ်ချက်တည်းနဲ့ရှင်းလင်းပြနိုင်ခဲ့တဲ့အတွက်ကျေနပ်စွာပြုံးလိုက်တဲ့အပြုံးနဲ့အတူစက်သိမ်းသွားခဲ့ပါတယ်